ကဲဘေဘီတဲကျတဲ့ဟိုတယ်ရောက်ပြီပြလို့ပါဘေဘီရဲ့ ဒီမှာကိုကို ပြော ကိုကိုကိုထိုင်းကိုရောက်ပြီဆိုတာနဲ့ဘတော့မှမကြည့်အောင်နော် ဘာလို့လဲ ဘေဘီလေးတယောက်တည်းကိုပဲကိုကိုမျက်လုံးထဲမှာကြည့်ရမယ်ပြီးရင် ဖိတ်ချ ဘေဘီကိုစိတ်လုံးကြုံပြီးအပြေဝပေးဖို့အတွက်ယောက်ျားလေးလည်းမကြည့်အောင်မိန်းကလေးလည်းမကြည့်အောင် ဒါဂေးလေးတွေရောမသိဘူးလေမသိဘူးယောက်ျားမင်းကလေးမကြည့်အောင်ဆိုလို့လေ ဘူးမရအောင်နော် ဒီပါသိပါရဲ့စိတ်လျှော့ဟောမယ်လား ဒီဟိုတယ်ကလေဘန်ကောက်မှာတအားနာမည်ကြီးတာမြန်မာစားစာလေးကောင်းတယ်နေရထိုင်လိုက်လဲတန်ပြတ်ရှိလို့နော်အဓိကကိုကိုအကြည့်နေပဲ ဟုတ်ပါပြီဟုတ်ပါပြီ မင်္ဂလာပါရှင် အော်မြန်မာလားလှလိုက်တာ ကိုကို ပန်းလေးလှတယ်ပန်းလေးလှရလေဟိုတယ်လေးကလှရဘယ်လိုတော့ မင်္ဂလာပါတယောက်ပဲနှုတ်ဆက်တာလား ။အော်အခုမှအမကိုမြင်လို့ပါ။ဟိုအကူကအရက်ရှိတော့အရင်မြင်လိုက်ပြီလို့။ဟုတ်ဒါနဲ့ဟိုဟာဘလို့အခန်းစီစဉ်ပေးရမလဲရှင်။ဟိုဟာလေ2ယောက်လာတာဆိုတော့တယောက်တစ်ခန်းစီစဉ်ပေးရမလားရှင် ဟမ်လိုက်ရောက်လာပါလေဆိုမှဘယ်နဲ့တယောက်တခန့်လဲဒါကျမရဲ့ကာမပိုင်ကျမအမျိုးသားကျမလေကျမရဲ့တဦးလေးတော့ကိုကို ။အဲ့ဒါဆိုလို့ရှိရင်အခန်းတစ်ခန်းစီစဉ်လိုက်မယ်နော်။အဲ့မှာခတင်ကတယောက်တစ်လုံးစီပေါ့ ဘလို့တွေပြောနေလဲအခါကျတော့အတူတူကတော့ ။အော်အဲ့ဒါဆိုဂျားခွားကောင်းလေးကိုထည့်ပေးရအောင် မလို့ဘာတခါမချောင်း ။ဆွေးပါ။ဒါမှမဟုတ်ကြွပါရှင် ဟိုတယ်ကြီးရှယ်ပဲနော်ကိုကို ဟုတ်တယ်နဲ့လေမွေးနေရပဲနော်ဟုတ်တယ် ဒီမှာချက်ကိုကိုဟိုတယ်မှာတုံးထားတဲ့အခင်းတွေကလေ5 star hotel ကလေကော်တွန်နေတုံးထားတာကိုကိုရေဘေဘီတို့လေတနေကုန်ဈေးဝယ်ထွက်ပြီးပြင်များဆိုတချို့ရဲ့အိပ်ပျော်သွားမှသိ ဒါတော့နန်းလာကြီးဆိုတာရားရမှုတွေဘာမှမဖြစ်ဘူးကွာကလစ်ကိုဘစ်ကိုတဲမှန်သွားပြီတွေ့လား အော်ဒါနဲ့ကိုကို classic ကိုဘက်ကကောင်းတယ်ဆိုတာလက်ခံပါတယ် ဟုတ်တယ်လေဘာဖြစ်လို့လဲ ဒါပေမဲ့လေကိုကိုဘွားမှာကိုကိုရဲ့ခလေးလေးကိုကိုရဲ့ဘေဘီလေးကအကောင်းဆုံးဆိုတာကိုမှတ်ထားရမှာနော် မှတ်တာအကောင်းဆုံးဘေဘီကအကောင်းဆုံးခေါင်းလေးရားလာပြီးဟိုအောက်မှာခေါင်းသားချော်လိုက်ပဲနော်ဘေဘီကမနေနားကအေးဆေးလေးအေးဒီမှာနော်အရင်ကောင်းတယ် မအိပ်ပါဘူးလိုက်မှာပေါ့ ဘာဖြစ်လိုက်မှလဲခေါင်းဆုံးမဲ့လေလိုက်တယ်မနေကလိုက်နော် ကြည့်ရမှာပေါ့ ဘာဟုတ်ကြည့်မှလဲ အမပေါ့ဘေဘီလည်းရှော့ချီရှော့မှာပေါ့လိုက်မယ်သွားမယ် စိတ်နေတဲ့တကောက်လိုက်နေလိုက်ဟာလိုက်တော့မလားအော်ဒီမှာစောက်တွေလည်းစုံညာ ။ကိုအချစ်ကြောက်သိချင်လို့ရှိရင်အချစ်ဆောက်ကလေးယူဖက်လို့ရတယ်နော် လဲလာစရာမလိုပြည့်စုံပြီးသားကိုကိုမရှောက် ရေဦးလေအစားအုပ်မကြည့် ။ဘလို့လောကင်နာယူမှုမျိုးလဲဟဲ့။စားဥဖတ်ခိုင်းတာအောင်ဖြစ်ပြက်ဖက်နေပေါ့။အော်ပါ ဟဲအိုင်ဘရိုတတူးတွေရောဟဲရီဘောင်းတွေရောအကုန်ရတာပဲဈေးနှုန်းလေးတွေလည်းမစိုးတန်ရောပဲချမ်းဈေးနှုန်းမှာတခါလေးရေးပေးထားတော့အဆင်ပြေတာပေါ့ကို ဟုတ်တယ်စုံနေတယ်နော်စောက်ဆိုင်လည်းကိုတွေ့ခဲ့ ဟုတ်တယ်စားအုပ်ဆိုင်လည်းရှိတယ်ဟိုကက်ကဖေးလည်းရှိတယ်ဟိုကြောင်လေးတွေကဆိုလေညီမအတိုင်းမချစ်စရာလေး ဟုတ်တယ်သူချစ်ကြတယ် ဟိုဒါနဲ့လေအခုလက်ကလေးကညံ့နေရပဲနော်ဟိုအခုမိမကြီးနေတယ်တခြားစီပဲကိုမိမကြီးဆိုကြမ်းဟလာအော်တော်ပေါက်စုမဲ့ပုံနော်အော်ချစ်ဖို့ကောင်းတယ်ကျမတော့မမြင်ဘူးချစ်ဖို့ကောင်းတယ်လို့အော်မလေးနားလား ဟုတ်တယ် ကောင်းလားကိုကောင်းလား ဘာတွေကောင်းနေ နေပေးနေရလေ နေဟိုတယ်မှာဒီလောက်ဝင်နေတဲ့အများကြီးညဒီမှာမလုပ်ညာ အော်ဝင်းနဲ့ဒီဟိုတယ်မှာဘလောက်များကျမဒီဟိုတယ်ကမိသားစုလိုနေတာကျမအကုန်လုပ်ပေးတာအခုလည်းအကူကနေပေးအောင်ဆိုနေပြရလေမဖြစ် အမလေးမလုံးကြွဟဲ့ငါနိုင်မယ် ဟဲ့တန်းကြီးလေ ဟဲ့တန်းလားမစီငါယောက်ျားရဲ့အကျော်ကလေငါပဲအတိဆုံးတွားကြွ ဘယ်ကျော် ဘယ်ကျော်ဖြစ်ဖြစ်ကြွလို့တွားလို့ ရလာရင်ကို ရတယ်ကိုကိုနော် ဘလို့ဟိုက်ကုန်တိ ငါငါ sorry မင်း ကဲရောက်ပြီဟုတ်ပြီလေ အနံ့လေးရလေ ဟုတ်ပြီလေ ဝင်းနေရမယ်နော်ကိုရဲ့ classic ကိုဘက်ကလေ coffee ဆိုင်မှာပါပြီးသားဆို coffee ချစ်တဲ့သူတွေ share ပဲကိုရဲ့ ဟုတ်တယ် စိတ်ကိုလန်းဆန်းသွားတာပဲပန်းလေးတွေကလည်းလှလိုက်တာကိုရဲ့အာ classic ကိုဘက်ကိုရွေးချယ်တာအရမ်းမှန်သွားပြီကိုရဲ့တပင်လေးတွေကလည်းစိမ့်ဆိုးပြီးတော့လေအရမ်းလာနေရပဲကိုဘာတက်လဲ ကော်ဖီမိုး ဟမ် မင်္ဂလာပါမ ဘာမှမင်္ဂလာမရှိဘူးဘာမှမင်္ဂလာမရှိကိုတိတ်နေဘာလုပ်နေအိမ်မှာ ကော်ဖီဖြောမလို့လေ မဖြော်နဲ့တော့ ကိုတောက်မလား ဟဲ့ဘာကိုလဲဘယ်ကိုပြောနေရ မဟုတ်လေကိုကော်ဖီတောက်မလားမေးရပါမရဲ့စိတ်လျှော့ပါမရဲ့ တောက်ဘူးကိုလာသွားမယ်ဒီပန်ဝင်းကျန်ချက်ဖို့မကောင်းအပေါ်မှာလေဟိုချစ်စရာကောင်းတဲ့ကြောင်လေးတွေရှိတယ်ကိုရဲ့သွားမယ်လားသွားမယ်ကိုကြွကို သူ့ယောက်ျားကန်ဆိုးလိုက်တာကဘာမှကန်အဆိုးဆုံးပဲနင်းတော့မင်းပြီးရင်သူ့ပဲ
ချစ်စရာလေးကိုရဲ့ကြောင်လေးတွေရနော် ကြောင်တလေးလေးချစ်စရာလေး နေဘာလုပ်ရလဲ ကြောင်စာကျွေးနေရလေမအခုစောက်တာလို့ရတယ်နော် ဘာအောင်ဆောက်ပါလဲဘာအောင်ဆောက်ကြောင်ကဘာအောင်ဆောက်ပါလဲ ကြောင်နဲ့စစ်တဲ့စောက်လို့ရတယ်လေမရ ဟာဆက်ရှုပ်လိုက်တာဒီမိန်းမကြီးဘယ်နေရာတော့သူ့ပဲရောက်နေရပဲဆက်ရှုပ်ပါပြီဒီမိန်းမကြီးနေရာတိုင်းမှာရှိနေတာတော့ပြီဒီနားမှာမနေချင်တော့ဘူးအောက်ကဘာအောင်ပဲသွားမယ်ဘာမိန်းမနဲ့မသိဘူးဆက်ရှုပ်တယ် တော်နေနာယူတာပါဒီမိမခါပဲစော့မလားမေးတာစော့မလား ရှယ်ပဲကဲလေးလေးအတွက်တင်တာရှယ်စီစဉ်ထားတာ စုံနေရပဲနော်ကိုနော် ဒီဟိုတယ်တွေကရတာရီပါမှာအကောင်ဆောင်ရတယ်ဘာသာတို့ဆိုနာမည်ကြီးအတော်ဆိုလဲမွေးနေရပဲကဲရှယ်ပဲတော့ကြပြီ ကိုကလည်းရမ်းဆိုင်တာပေါ့ စာ ကို追မယ် โอเคဗျာโอเคဗျာ ကိုအာ ဖေးပါသားနေတယ်ဘာသာနေတယ် လေဒါပဲကမယ်ဒါပဲကမယ် ဒါလေးပဲထားပါလားဟောကောင်းတယ်ဗျာမွေးနေရပဲကြိုက်လားဒီမှာကဒီဘာမှလို့စားကောင်းနိုင်မို့အမ်ဘလန်လည်းရှိရကြတယ်ဒီမှာမင်းတို့ကောင်လေးဆိုချစ်စရာလေးရှိပါတယ်နော် in the ice, head to toe in tie-dye. Wonder where this fairy came from. She's from heaven. Heart size of the Amazon, hand steady, hair long, holding fire in her hands. She starts to dance. Oh, mystical, magical, beautiful queen of the night. Ooh, Shiva by her side. I know that's right. Ah, look at her. Make way, tear it up. Don't play, cut it off. Grow back, throw back. Oh, in the stands, tell me who can send her like that. Who's gonna stop me from giving my all? No way. Pull on my heartstrings and answer the call. Okay. Sunrise up, then she take it. ဟောဒီမှာဝင်မှာဟုတ် ဟုတ်အခုတပတ်လေးတောင်းထားလို့ပါရှင် ဟုတ်တယ်ဟိုကကျွန်တော်ကြည့်တော့ခုနခဏမှတပတ်မရှိလို့လေ ဟုတ် တပတ်လေးဟုတ်ကဲ့ ဒါနဲ့ဟိုအခုမိမကြီးရော အော်သူဗိုက်စာလို့တဲ့အောက်မှာမုံသွားစားတယ် ဩကွရေချိုးတော့မလို့လား ဟုတ်တယ်ရေရှုံး ညီမဘာကူညီပေးရအောင်လဲ ဟမ်ဟိုရေချိုးလို့ရတယ် ဩရပါတယ် ဟုတ် ကူပြီးတော့ဆက်ပြတိုက်ပေးမယ်လေ โอเคโอเค ဟုတ်ကဲ့ ကြီးလေးပါတုံးပြီး ဟုတ်ကဲ့ပါအခုမိမကြီးကပြန်လာ ရကိစ္စမရှိတော့ခောက်ထားလိုက်ရ ဟုတ်လား မရှိရ ဩဟုတ်ကဲ့ ရေချိုးလိုက်မယ်နော် ဟုတ်ကဲ့ပါဟုတ်ဟုတ် ရေချိုးပြီးလိုက်လာမယ်ဆိုပြီးတော့ဘာလို့လို့ကြာနေလဲမသိစိတ်ကိုမချအောင် ဒီမှာတော့ရတယ်ညော အာအဲ့ဆိုရင်ဒီလောက်ရလား အာရနင်းပေါ်တယ်အဲ့ရတယ်ဟာရတယ် ဖပြနေကြတာဖပြနေကြတာ ဟုတ်ရ မရှိရကြမရှိရရကြရ ဘာဖြစ်လို့လဲမရှိသစ္စာမရှိလို့လေ 哦，是泡面的嘞！ ဘာမှဟုတ်ပြန်လို့လဲ 哎，没看嘛？ ဟာ